အာတာနာတိယသုတ်အနှစ်ချုပ်အပိုင်းနှစ်ဂါထာနံပါတ်5မှာကောနာကမနတ္တသနမတ္ထုဗျမနတ္တဝုတိမတောကတ္တပတ္တသနမတ္ထုဝိပမုဒ္ဒတသဗ္ဗတိကောနာကမနမြတ်စွာဘုရားကိုရှိခိုးတဲ့ဂါထာနဲ့ကတ္တပမြတ်စွာဘုရားကိုရှိခိုးတဲ့ဂါထာဒီဂါထာလေးတွေကဝိတ္တောနမင်းကြီးကမြတ်စွာဘုရားကိုရှောက်ထားတဲ့ဘုရားရှိခိုးတဲ့ဂါထာလေးမနေ့ကနံပါတ်3နံပါတ်4ဝိပတ္တိတိခိဝိတကူကကုတ္တန္တာလို့ဆိုတဲ့ဘုရားများကိုရှိခိုးတဲ့ဂါထာတွေဝိတ္တနာမင်းကြီးကမြတ်စွာဘုရားကိုရှောက်ကြားတဲ့အတိုင်းမြတ်စွာဘုရားယဟန်တော်တွေကိုဆက်ပြီးဟောထားတဲ့ဂါထာဗျမနတ္တဆိုတာမကောင်းမှုတို့ကိုတွန်းလှန်ဖယ်ရှားပြီးတဲ့ပုဂ္ဂိုလ်ဗျမနဆိုတဲ့စကားလုံးကဘာဟိတပပတ္တဗျမနောလို့ဆိုတဲ့အတိုင်းမကောင်းမှုအကုသိုလ်တွေကိုတွန်းလှန်ပစ်တယ်ဖယ်ရှားပစ်တယ်ဖယ်ရှားပြီးတော့မကောင်းမှုအကုသိုလ်တွေကိုဖယ်ရှားတွန်းလှန်ပြီးတဲ့ပုဂ္ဂိုလ်ဆိုတာကိုယ်တဏ္ဍာမှာမကောင်းမှုအကုသိုလ်ဆိုတာဖြစ်ခွင့်မရှိတော့အလုံးဖယ်ရှားပြီးတဲ့မကောင်းမှုအကုသိုလ်မှန်သမျှတွန်းလှန်ဖယ်ရှားထားတဲ့ပုဂ္ဂိုလ်ဗျမနာလို့ခေါ်တယ်ဒီ definition ကမြတ်စွာဘုရားသခင်ကိုရောမြတ်ကိုရောတိုင်ဖွင့်ဆိုပေးတဲ့အဓိပ္ပာယ်တစ်ခုပဲအဲ့တော့ရှင်းတုန်းကဗျမနာရဲ့အဓိပ္ပာယ်ကအမျိုးမျိုးဖွင့်ဆိုခဲ့တယ်ဒီစကားလုံးကစိတ်ဝင်စားစရာကောင်းတယ်အိန္ဒိယနိုင်ငံမှာဗြဟ္မဏ်တွေကသူတို့ကိုသူတို့ဗြဟ္မမင်းကြီးရဲ့သားပေါ့သာဝရဘုရားသခင်ရဲ့သားဆိုပြီးတော့ဗြဟ္မုနောအပစ္ဆံဗြဟ္မနောတဲ့သူတို့ definition ကဗြဟ္မုနောအပစ္ဆံဗြဟ္မုနောဆိုတာဗြဟ္မာကြီးရဲ့အပစ္ဆံသာသမီမြေမြစ်ဒီလိုဆိုလိုတာပေါ့ဗြဟ္မာမင်းကြီးရဲ့သားသူတို့ဟာဗြဟ္မာမင်းကြီးရဲ့သားတွေလို့ဒါကြောင့်မို့သူတို့ဟာလူသားတွေထဲမှာအမြတ်ဆုံးပဲလို့ဒီလိုဆိုတာသူတို့ definition နဲ့သူတို့က Brahmin တွေဟာဗြဟ္မာကြီးရဲ့သားတွေလို့ဒီလိုဆိုတာလူအလုံးကသူတို့ကိုလေးစားအောင်လို့ဆိုပြီးသူတို့အမျိုးနွယ်ကြီးတစ်ခုလုံးဟာဗြဟ္မာမင်းကြီးရဲ့သားဆိုတဲ့အဓိပ္ပာယ်အဲ့ဒီ definition ကြီးကိုမြတ်စွာဘုရားကလက်မခံဘူးဘုရားပွင့်လာတဲ့အခါကျမဟုတ်ဘူးတဲ့မင်းတို့ထိုက်တန်တဲ့တကယ်အစစ်မှန်တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ဗျမ္မံအနတိတိဗျမနောဆိုတဲ့စကားလုံးကလာထိုက်တန်ဗျမ္မံဝေရာကျမ်းကိုအနတိသင်ယူတယ်ရွတ်ဖတ်တတ်တယ်ဒါကြောင့်မို့ဗျမနောဗျမနာဝေရာကျမ်းကိုသင်သူရွတ်ဖတ်သူဆိုတဲ့အဓိပ္ပာယ်ကလာကိုလုံနေတဲ့အလုံးနဲ့အဝင်ခွင်ကြဖြစ်တဲ့အဓိပ္ပာယ်ဗျမမင်းသားဆိုတာဘာထောက်ထားမှမရှိဘူးဘာလို့လဲဆိုသူ့အဖေလည်းရှိတယ်အမေလည်းရှိတယ်အဖေကလည်းပုံနာကြီးပဲအမေကလည်းပုံနေမှကြီးပဲဘယ်လိုလုပ်ဗျမမင်းကြီးကမွေးမှလဲနော်ရသော်ဘုရားကလက်တွေ့အမတန်မှကြတဲ့ဟာတခုပြောလောကလူတွေကလက်မမိတာတွေကိုလည်းယုံကြည်လက်ခံမှုတွေရှိတာဒါကြောင့်မို့မြတ်စွာဘုရားကဗျမနာဆိုတဲ့စကားလုံးဟာဗျမ္မံအနတိတိဗျမနောဗေဒကျမ်းကိုရွတ်ဖတ်ပရိစေတတ်တယ်သင်ယူတတ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဗျမနာဒါအစစ်မှာတခါဒီစကားလုံးကိုပဲမြတ်စွာဘုရားကလောကလူသားတွေကအထင်ကြီးပြီးစကားလုံးဖြစ်သည့်အတွက်ကြောင့်မှန်ကန်တဲ့အဓိပ္ပာယ်ကိုဖွင့်ဆိုတဲ့အနေနဲ့မြတ်စွာဘုရားပါပေဘာဟတိဘိကရောတိတိဗျမနောမကောင်းမှုအကုသိုလ်တွေကိုတွန်းလှန်ဖယ်ရှားပစ်တဲ့ပုဂ္ဂိုလ်ဖြစ်သောကြောင့်ဗျမနာဒါကြတော့ဘာသာနဲ့ပတ်သက်လာတဲ့အခါတမနာဗျမနာဆိုတာယဟန္တာပုဂ္ဂိုလ်တွေကိုရည်ညွှန်းတဲ့စကားလုံးဖြစ်သွားတယ်ဒါကြောင့်မလို့ဓမ္မပဒမှာဗျမနာဝက်ဆိုပြီးတော့ဂါထာတွေကိုအစုလိုက်ထားတဲ့ဗျမနာဝက်ကဆိုအစုတစ်ခုရှိတယ်အဲ့ဒီအစုမှာမြတ်စွာဘုရားကဗြဟ္မဏဆိုတာဘယ်လိုပုဂ္ဂိုလ်ကိုခေါ်တယ်ဆိုတာအဓိပ္ပာယ်တွေဖွင့်ဆိုပြထားတဲ့ဂါထာတွေ
စိတ်ဝင်စားလို့ရှိရင်ဓမ္မပဒနောက်ဆုံး24ခုမြောက်ဗြဟ္မဏဝက်ကိုဖတ်ကြည့်တံဖြူမိဗြဟ္မဏဗြဟ္မဏငါဘုရားဟာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုမှဗြဟ္မဏလို့ခေါ်တာနော်တဏှာမှာဆိုရင်မြတ်စွာဘုရားဟာနသဟံယောနိသံဘူမိယောနိသံနသဟံဗြဟ္မဏံဖြူမိယောနိသံမတ္တိတံဘဝံတမန်လူသားတွေမွေးသလိုမွေးလာတဲ့ပုဂ္ဂိုလ်ငါဗြဟ္မဏလို့မခေါ်နိုင်ဘူးတဲ့ဒီစကားလုံးကိုသုံးမပြုတ်နိုင်ဘူးလို့ဒီလိုပြောပြီးတော့ဟောတယ်ဒါကြောင့်ဗြဟ္မဏတွေကဗုဒ္ဓဆိုသိမ့်မုန်းတယ်သူတို့ဟာနော်သူတို့ရဲ့အခွင့်အရေးတွေကိုဖယ်ရှားပြစ်တယ်သို့တော်မြတ်စွာဘုရားကခွင့်ရေးကိုဖယ်ရှားတဲ့အနေနဲ့သူတို့ကိုမုန်းလို့ပြောတဲ့စကားမဟုတ်ဘူးတရားဝါတွေရဲ့အများစုရဲ့လွဲမှားပြီးတော့ဗြဟ္မဏတွေကအားလုံးလက်ဝကြီးအုပ်စိုးမိုးထားတဲ့အနေအထားကြီးတစ်ခုလမ်းကြောင်းတွေလွဲနေလို့မြတ်စွာဘုရားကတဲ့ပြီးတဲ့အနေနဲ့လောကလူသားတွေဆိုတာရှိကသွားတဲ့လမ်းကြောင်းကြီးတိုင်ဆွတ်လိုက်တာဟုတ်မဟုတ်နော်စဉ်းစားမှုကပထမအားနေကတာနုဂတိကောလောကောတဲ့လောကကြီးဟာဖုံးနေတဲ့လမ်းမဲ့လျှောက်တတ်တယ်ထွင်ပြီးတော့မလျှောက်ချူထာဝရဘုရားသခင်ကဖန်ဆင်းတယ်ဆိုလည်းပဲယုံလိုက်မယ်ကောင်းကင်ဘုံကြီးကခေါ်လိုက်မယ်ဆိုရင်လည်းယုံလိုက်မယ်ပေါ့နာမ်ဘာဖြစ်မယ်ဆိုလည်းယုံလိုက်မယ်ပေါ့မြတ်စွာဘုရားကအဲ့ဒါလို့ blind faith လို့ခေါ်တယ်မျက်ကန်းယုံကြည်မျက်စိမိတ်ပြီးတော့စဉ်းစားဉာဏ်ကင်းမဲ့တဲ့ယုံကြည်မှုမျိုးကိုမြတ်စွာဘုရားအာမပေးဘူးဒါကြောင့်မို့မဂ္ဂင်၈ပါးဖွဲ့စည်းထားတဲ့အခါတမ္မာဒိဋ္ဌိအမှန်မြင်အောင်လုပ်ချအမှန်မြင်ရမယ်လို့ဒီလိုဆိုထားတာနော်အင်တာမချိနတ်ဆရာကောင်းတယ်မှန်မြင်ဖို့အတွက်မှန်တွေးလို့ဆိုလိုတာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပဆိုအရေးကြီးတာတခုထိတ်ကထားတာကြည့်အမှန်မြင်မှလမ်းကြောင်းမှန်ပေါ်ရောက်နိုင်တယ်ဒါကြောင့်မို့အမှန်မြင်အောင်ကြိုးစားရမယ်အရှိကိုရှိတိုင်မြင်နော် seeing things as they really are လို့ဆိုတဲ့အင်္ဂလိပ်စကားအဲ့ဒါပြောတယ် seeing things အရာတွေကိုသူ့ရှိတိုင်မြင်ရဒါကိုယထာဘူတဒသနလို့ခေါ်တယ်ယထာဘူတအဖြစ်မှန်တိုင်းဒသနမြင်တာတဲ့ဘုန်းကြီးတို့တွေကအရှိကိုအရှိတိုင်မမြင်ဘူးပုံပြောင်းနေပုံပြောင်းပြီးတော့မြင်တာအမှန်ကိုအမှန်လို့မမြင်မဲနဲ့အမှားကိုအမှန်လို့ပြီးချိနေတယ်ဒီအဓိပ္ပာယ်မျိုးဆိုလိုတာနော်အဲ့တော့ကောဏဂမဏမြတ်စွာဘုရားကိုဂုံတင်ပြီးတော့ပြောတဲ့အခါမှာဗြဟ္မဏဆိုတဲ့စကားလုံးနဲ့ဘုရားကိုချီးကျူးတာအဲ့တော့ဘုရားရဲ့ဂုံကြီးတွေဆိုတာအမှန်တမ်းများတယ်ပေါ့ဒါမို့ဗြဟ္မဏတမကောင်းမှုအကုသိုလ်မှန်သမျှကိုတွန်းလှန်ဖယ်ရှားပြီးဖြစ်သောဝုတိမတ္တောကျင့်သုံးရမယ့်အရာအလုံးကိုလက်တွေ့ကျင့်သုံးပြီးတော့ကျင့်သုံးပြီးဖြစ်သောဗြဟ္မစရိယကိုပြီးဆုံးအောင်ကျင့်သုံးပြီးဖြစ်တယ်ဆိုလိုတာကလောက်เสียရှိတာတွေမလောက်ရသေးပဲနဲ့ဘယ်ပုဂ္ဂိုလ်မှဒီထူးချွန်အမြတ်တဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဒီဗြဟ္မစရိယဆိုမဂ္ဂင်၈ပါးအကျင့်တရားကြီးကိုမကျင့်ရသေးဘူးပြီးဆုံးအောင်ကျင့်တာမဟုတ်သေးဘူးဆိုရင်မရဒါမို့ဝုတိမဆိုတာလုပ်ပြီးတန်းကုန်သွားပြီနော်လမ်းဆုံးသွားပြီလမ်းဆုံးအောင်ကျင့်ပြီးတဲ့ကောဏဂမနတ္တသကောဏဂမနမြတ်စွာဘုရားအားလည်းပဲနမောကျွန်ုပ်ရဲ့ရှိခိုးမှုဟာအထုဖြစ်ပါစေဘုရားကုံနဲ့ဘုရားကိုအားပြုတယ်ကောဏဂမနမြန်မာလူမျိုးတွေကတော့ကောဏဂုံလို့ဒီလိုခေါ်တာကောဏဂမနဘုရားရဲ့ဘွဲတော်အဲ့ဒီကောဏဂုံလို့ခေါ်တာတော့အဓိပ္ပာယ်မှန်တယ်အဲ့ဒီဂုံဆိုတာကိုလျှောက်ပြီးတော့ကကုတန္တဂုံကောဏဂုံကတ္တဗဂုံဂေါရမဂုံဆိုတာတော့မဟုတ်ဘူးအဲ့ဒါနော်မဟုတ်ဘဲနဲ့လျှောက်တဲ့ပမာစာတွေထဲမှာတချင်းတွေထဲမှာအဲ့ဒါမျိုးတွေပါနေကမဏကိုဂုံလို့ပြန်တဲ့စကားဒါပမာစကားဒီကြပြရေးတဲ့အခါမှာပြောင်းလဲတော်မှုတွေပေါ့ဒါတွေကအဲ့လိုပြောင်းလဲလို့ဟာမျိုးအဲ့တော့ဒီဗရကဘာမှာပွင့်တဲ့ဘုရားတွေထဲမှာကကုတန္တမြတ်စွာဘုရားကနံပါတ်1ဘုရားပွင့်တော်မူခဲ့တယ်ကကုတန္တမြတ်စွာဘုရားကလူတွေအသက်4000တန်းမှာပွင့်ဗရကဘာမှာအဦးဆုံးပွင့်4000တန်းအဲ့ဒါပြီးတဲ့အခါကျတော့ဒီကောဏဂမဏမြတ်စွာဘုရားက3000တန်းမှာပွင့်
ဒီလိုရောကျသွားတဲ့အနေအထားပြပေမဲ့လို့4000တန်းမှာဘုရားပွင့်ပြီး3000တန်းတဆူထပ်ပွင့်တယ်လို့ဒီလိုဆိုလိုတာမဟုတ်ဘူးဘုရားတဆူနဲ့တဆူကြားဟာဆုတ်ကတ်တက်ကတ်နဲ့သွားတာနော်လူတွေရဲ့တက်တန်းဟာဆုတ်ကတ်တက်ကတ်နှစ်ခုရှိတယ်ဆုတ်ကတ်ကနေပြန်အတက်မှလည်းမပွင့်ဘူးဆုတ်ကတ်မှပဲပွင့်တယ်ဆိုပါစို့လူတွေရဲ့တက်တန်းဟာနောက်တစ်ချိန်ကြာလို့ရှိရင်7နှစ်တန်းထိအောင်တိုးသွားလိုက်တိုးစရာအခြေအနေတွေဖန်တီးလာလူတွေအသက်တိုးဖို့အတွက်အခြေအနေတွေဖန်တီးအခုလည်းဖန်တီးနေပြီကဘာကြီးပူနွေးလာတယ်တို့နော်ရာသီဥတုတွေပြက်ပြားလာတယ်တို့ဒါတွေကဖန်တီးနေတာပဲဒီ condition တွေပေါ်မှာမူတည်ပြီးတော့လူတွေဟာအသက်ရှည်တာတိုးတာဖြစ်တာတဖြည်းဖြည်းရာသီဥတုတွေပြက်ပြားလို့ရာသီဥတုတွေမှီပြီးတော့စားသုံးရတဲ့သီးနှံတွေရဲ့အဆီဩဇာတွေလျော့ပါသွားတဲ့အခါလူတွေဟာမြန်မြန်သေတဲ့အနေအထားမျိုးရောက်သွားတယ်ဒါဆက်နေတာအဲ့တော့လူတွေရဲ့တက်တန်းဟာတိတ်ပြီးတော့ဆုတ်သွားပြီးနောက်ဆုံးမှာ7နှစ်တန်းလောက်ထိအောင်တက်ရှိတဲ့အနေအထားမျိုးကနေပြီတဖြည်းဖြည်းပြန်တက်လာတက်တာလည်းအလကားတက်တာမဟုတ်ဘူးလူတွေကနောက်တာတရားကြီးစာရပြီးတော့ကောင်းတဲ့အလုပ်တွေကိုလုပ်လာကြတဲ့အခါပြန်တိုးလာပြုပြင်လာတဲ့အခါပြန်တိုးတက်လာကုသိုလ်အရှိန်နဲ့ပြန်တက်လာဒါမို့ကံပေါ်မှာမူတည်တာယာတိဥဒုကကမ္မပစ္စယဥဒုသမုဋ္ဌာန်လို့ခေါ်တယ်အဲ့ဒီကနေတက်သွားလိုက်တာအသင်္ချေထီအောင်ရောက်သွားတယ်အလုံးကိုရှည်တဲ့တက်တန်းတွေကိုရောက်သွားတယ်ဘလောက်ထီအောင်ရှည်သွားတော့ဆိုရင်တာဝရိန္ဒနတ်ပြည်ကလူအသက်ကတရားမင်း36ယောက်သေတာတောင်လူကမသေးသေးဘူးအဲ့လောက်ထီအောင်တက်တန်းရှည်သွားပြန်တယ်အဲ့ဒါလို့ရှည်တဲ့အချိန်ကျဘုရားမပွင့်ဘူးအဲ့ဒီကနေပြန်ဆုတ်လာတဲ့အခါကျတော့တဖြည်းဖြည်းဆုတ်တယ်ဆိုတာလည်းအကြောင်းမဲ့မဟုတ်ဘူးအကျင့်နေပြက်လာတယ်ဘုန်းကြီးတို့အဲ့ဒါစက္ကဝတိတုံးမှာဟောထားရှိတယ်လေပါတော့ယနေ့လူသားများရဲ့နိဗ္ဗာန်ကဘာဆိုတာဘာကြောင့်ဆုတ်တယ်ဆိုတာအကြောင်းနဲ့အကျိုးနဲ့ရသော်ဘုရားဟောထားတယ်ကျင့်ချုပ်ပြီးဟောထားတာအဲ့ဒီမှာဆုတ်လာလို့အနှစ်3000တောင်းရတဲ့အခါကျတော့ကောဏကမဏမြတ်စွာဘုရားပွင့်မယ်ဒီလိုဆိုလိုတာနော်ဆုတ်ကပ်မှပွင့်ဘုရားဆိုတာဆုတ်ကပ်မှပဲပွင့်တယ်တက်ကပ်မှမပွင့်ဆုတ်ကပ်မှပွင့်လိုက်သည့်အတွက်ကြောင့်တရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တဲ့အခါမှာဆက်ပြီးတော့မဆုတ်တော့ဘဲနဲ့တန့်သွားတယ်ဘုရားတရားတွေကြောင့်တန့်သွားတယ်လူလောကအဲ့ဒါလို့နဲ့ကကုတ္တန္တမြတ်စွာဘုရားပြိဋိဘံစံလို့ဓာတ်တော်တွေကအစဘာမှမကျွင်းကြံတော့တဲ့နောက်ပိုင်းမှာအဲ့လိုပဲဆုတ်ကကနေတက်ကကနေပြန်ဆုတ်လာတဲ့အချိန်အနှစ်2000တန်းရောက်တဲ့အခါကျတော့ကတ္တဗမြတ်စွာဘုရားပွင့်တယ်တဲ့အဲ့ဒါကိုကတ္တပတ္တသနမတ္ထုဝိပမုဒ္ဒတသဗ္ဗတိအရာခတ်သိမ်းမှာဝိပမုဒ္ဒတကိလေသာတွေ့တာမှုမရှိပြီလုံးဝလွတ်မြောက်ပြီးဖြစ်သွားသဗ္ဗတိဆိုတဲ့နေရာမှာခန္ဓာ၅ပါးလို့လည်းဖွင့်တယ်သင်္ခါရတရားလို့လည်းဖွင့်တယ်ကိလေသာတွေအားလုံးဆိုလိုတာအားလုံးပဲနော်အာယုံပဲဖြစ်ဖြစ်သင်္ခါရပဲဖြစ်ဖြစ်ခန္ဓာ၅ပါးပဲဖြစ်ဖြစ်ဘယ်အပေါ်မှတဏှာဆိုတာမရှိတော့မရှိရင်လွတ်သွားတာတွေ့တာမှုကင်းလွတ်သွားတာဝိပမုဒ္ဒတသဗ္ဗတိအရာခတ်သိမ်းပေါ်မှာဆိုတာသင်္ခါရနဲ့ပတ်သက်တဲ့တရားတွေအားလုံးပေါ်မှာနော်ကိလေသာတွေခန္ဓာတွေသင်္ခါရတွေအားလုံးပေါ်မှာဝိပမုဒ္ဒတတဏှာဆိုတဲ့တွေ့တာမှုတွေကနေလုံးဝလွတ်သွားပြီဒါကကတ္တဗမြတ်စွာဘုရားရဲ့ဂုဏ်ကြီးကိုဖော်ပြဒါမို့တပ္ပတိအလုံးစုံသောခန္ဓာအရဏဓာတ်၌သို့မဟုတ်လုံးစုံသောသင်္ခါရတရား၌အလုံးစုံသောတရားဓမ္မ၌ဝိပမုဒ္ဒတအတွေ့အတာကင်းမဲ့၍လွတ်မြောက်ပြီးဖြစ်တော်မူသောကတ္တဗတ္တသကတ္တဗမြတ်စွာဘုရားအားလဲနမောကျွန်ုပ်ရဲ့နော်ဥခေါင်းရလျိုရှိခိုးခြင်းသည်အတုဖြစ်ပါစေကတ္တဗမြတ်စွာဘုရားသခင်ကိုရမြတ်ကုံနဲ့ရှိခိုးပါတယ်ဘုရားတဆူနဲ့တဆူဂုံကြီးလေးတွေကိုတီးတန့်ထည့်ပြီးတော့သွားတဲ့သဘောဒီဘုရားကဒီဂုံကြီးဟိုဘုရားကဟိုဂုံကြီးဒီလိုဆိုလိုတာတော့မဟုတ်ဘူးနော်ကွဲပြားခြားနားတဲ့ဂုံကြီးလေးတွေဘုရားစုစုတိုင်းဟာဒီဂုံတွေရှိတာကြီးပဲသို့တော့မတူအောင်လို့ထည့်ပြီးသုံးသွားတဲ့သဘောဘုရားခုနှစ်စုဂုံခုနှစ်မျိုးနဲ့တစ်ခုစီနဲ့ပူဇော်သွားတဲ့သဘော
ဒါက5ခုမြောက်ဂါထာရဲ့အဓိပ္ပာယ်နောက်6ခုမြောက်ဂါထာအင်္ဂိရတတနမတ္ထုတัจจဗုဒ္ဓတတိရိမတောယောဣမံဓမ္မံဒေသေတိသဗ္ဗဒုက္ခပနုဒနံဒါကဂေါရမမြတ်စွာဘုရားကိုရှ िख ိုးတဲ့စကားအဲ့ဒီမှာဂေါရမမြတ်စွာဘုရားကိုတော့အင်္ဂိရတတခန္ဓာကိုယ်မှပြူးပြူးပြက်ပြက်အယောင်ထွက်လျက်ရှိသောတိရိမတောဘုံကျက်တည်းနှင့်ပြည့်စုံသောတัจจဗုဒ္ဓတတัจจမင်းဤသားတော်ဖြစ်သောဂေါရမမြတ်စွာဘုရားအားနမောကျွန်ုပ်ရဲ့ညွတ်ပြောင်းဝေါ်လေးကိုရှ िख ိုးခြင်းသည်အထုဖြစ်ပါစေဂေါရမမြတ်စွာဘုရားကိုချီးမွမ်းတဲ့အခါမှာအင်္ဂိရတဆိုတဲ့ဂုဏ်နဲ့ချီးမွမ်းထားတယ်တိရိမတောဆိုတဲ့ဂုဏ်နဲ့ချီးမွမ်းထားတယ်จิตติဆိုတာဘာကိုခေါ်တာတော့ဆိုတိရိတိပုံညပညာနာမေတ္တာအဓိဝဆနာပုံညကံကြီးတယ်ကုသိုလ်ကံတွေများတယ်ပညာထက်မြက်တယ်လူတွေจิตติရှိတယ်ဆိုတာဘာပြောတာတော့ဆိုရင်ကုသိုလ်ကောင်းမှုတွေရှိရင်จิตติရှိတယ်နော်နောက်တစ်ခါအသိပညာရှိရင်จิตติရှိတယ်ဒါလိုပြောတာจิตติဆိုတာဒါကိုပြောတာတိရိဆိုတဲ့စကားလုံးကပုံညပညာနာမေတ္တာအဓိဝဆနာကုသိုလ်နဲ့ပညာဒီနှစ်ခုကိုจิตติလို့ခေါ်တာပဲဒါဖြင့်အပြောင်းအားဖြင့်ပြောမယ်ဆိုရင်တော့အကုသိုလ်နဲ့မတိမှုဟာဒါจิตติမဲ့ခြင်းအကြောင်းပဲပေါ့จิตติမရှိဘူးလို့ဒီလိုပြောအဲ့တော့ဂေါရမမြတ်စွာဘုရားကိုရှ िख ိုးတဲ့အခါမှာဘာထည့်ပြီးတော့ပြောထားတော့ဆိုယောဣမံဓမ္မံဒေသေတိသဗ္ဗဒုက္ခပနုဒနံယောတัจจဗုဒ္ဓတัจจသားတော်ဖြစ်တဲ့ဂေါရမမြတ်စွာဘုရားဟာသဗ္ဗဒုက္ခပနုဒနံဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်နိုင်တဲ့ဣမံဓမ္မဤမဂ္ဂင်၈ပါးအကျင့်တရားကိုဒေသေတိဟောပြောတော်မူတယ်တัจจဗုဒ္ဓတัจจဘုရင်ဤသားတော်ဖြစ်သောဂေါရမမြတ်စွာဘုရားအားနမောကျွန်ုပ်ရဲ့ရှ िख ိုးခြင်းသည်အထုဖြစ်ပါစေလို့ဒီလိုဆိုတာနော်ဂေါရမမြတ်စွာဘုရားကိုရှ िख ိုးတဲ့ဘုရားရှိခိုးရှောက်နေတဲ့စကားတစ်ခုပဲဒါလည်းဝိသုဒ္ဓနာမင်းကြီးကရှောက်တာအဲ့တော့တัจจဗုဒ္ဓဆိုတဲ့စကားလုံးကတัจจဆိုတာလူမျိုးကိုရည်ညွှန်းတာတัจจလူမျိုးဆိုတာဒီကနေ့ထိအောင်စက္ကယဆိုတဲ့အသုံးနဲ့နိဘောနိုင်ငံမှာနေဝါရီလူမျိုးအုပ်စုတစ်ခုရှိတယ်ဖျားဖွားတော်မူတဲ့နေရာဒီကနေ့ထိအောင်လဲစက္ကယလို့ခေါ်တယ်အတန်တွယ်လေးပဲကွာတာတัจจပဲဗမာတန်တော့တัจจပေါ့သူတို့အတန်နဲ့ဆိုရင်စက္ကယအဲ့ဒီလူမျိုးတွေရဲ့ရုပ်ကြီးကဗမာလူမျိုးတွေနဲ့တူတယ်အိန္ဒိယဘက်ကလူမျိုးတွေနဲ့မတူဘူးဗမာလူမျိုးတွေနဲ့မျက်နှာတူတယ်ဘာလို့တူရတော့ဆိုဗမာတွေရဲ့မျိုးရိုးကလည်းပဲသမိုင်းဆရာတွေပြောတဲ့ဒီဘက်တို့ဗာမင်းပဲအဲ့ဒီတက္ကရာတွေရဲ့မျိုးရိုးစင်ဆက်ကလည်းဒီဘက်တို့ဗာမင်းပဲအဲ့တော့ဒီဘက်တို့ဗာမင်းအနွယ်လို့သမိုင်းလေးလာသူတွေကဒီလိုဆိုတော့ဒီဘက်တို့ဗာမင်းရဲ့အနွယ်ဖြစ်သည့်အတွက်ကြောင့်မြန်မာလူမျိုးတွေနဲ့ရုပ်ဆင်တယ်တက္ကရာလူမျိုးတွေနဲ့များရုပ်ဆင်အောင်လည်းမကဘူးတူညီတဲ့စကားလုံးလေးတွေလည်းရှိတယ်ဘယ်လိုတူညီတာတော့ဆိုရင်သူတို့လည်းခဏငါးကိုငါးရေထဲကငါးကိုလည်းငါးပဲနော်ဗမာလည်းရေထဲကငါးလည်းငါးပဲခဏငါးလည်းငါးပဲတန်တလေးနည်းနည်းလေးပဲကွာတယ်ငါးဆိုတာတူတူပဲနောက်လမ်းတို့မီးတို့လည်းတူတူပဲအဲ့လိုတူညီတဲ့စကားလုံးလေးတွေရှိတယ်ရှိတော့ဒါတိဘက်တို့ဗာမင်းအနွယ်ဆိုတာသမိုင်းဆရာတွေပြောတာလဲမမှားဘူးနောက်မြန်မာလူမျိုးတွေတစ်ချိန်တုန်းကတကောင်းဘိယာစာကနေစပြီးမြန်မာသမိုင်းမှာတာဂီမျိုးဟိဒုဗမာလို့ဆိုတာလဲမှားတယ်လို့တော့မဆိုလို့မရဘူးပေါ့ဘာလို့လဲဆိုရင်မျိုးရိုးချင်းတူတယ်လို့ဒီလိုပြောအောင်နော်ကောင်းပြီသူတို့ကဘာလို့တက္ကရာလို့ခေါ်တာလဲလို့ဆိုတော့အမျိုးကိုစောင့်ထိန်တဲ့နေရာမှာတိတ်တတ်နိုင်တဲ့လူတွေလို့ဒီလိုပြောတာတိတ်စွန့်ရည်တတိရှိတဲ့လူတွေထိန်းနိုင်သိမ့်နိုင်တဲ့လူတွေကိုမျိုးရိုးကိုမပြတ်အောင်ထိန်းသိမ်းဆောက်ရှောက်ဘယ်လောက်ထိအောင်ထိန်းသိမ်းဆောက်ရှောက်တုံးဆိုရင်တခြားအမျိုးတွေရောမှာဆိုလို့
နှမအရင်နေနဲ့ပဲအိမ်အောင်ပြုတ်တယ်သူတို့အဲ့လောက်ထိအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်လို့ဒီလိုပြောတာအဲ့တော့ခုခေတ်လူမျိုးလေးလာတဲ့လူတွေကြတော့အခုလိုအမျိုးချင်းအိမ်အောင်ဖက်တာဟာမကောင်းမှုလို့လည်းပြောကြတယ်ပေါ့နော်မကောင်းမှုလို့လည်းပြောတယ်ဟာကောင်းတာမကောင်းတာတော့ထားပေါ့နော်သို့တော့တာကိဝင်မင်းမျိုးတွေကတခြားအမျိုးတွေရောလာမှာဆိုသည့်အတွက်ကြောင့်သူတို့အမျိုးတတ်မှတ်ပြတ်မြတ်သူတို့အမျိုးမှအမျိုးဖြစ်အောင်လို့ဆိုပြီးတော့နှမအရင်နေနဲ့အိမ်အောင်ပြုတ်လို့ပထမဆုံးဘုရင်ကြီးကသားတွေသမီးတွေတောထဲကိုမောင်းထုတ်လိုက်တာအကြောင်းတစ်ခုကြောင့်တောထဲကိုနှင်ထုတ်လိုက်ရဟိမန္တတောင်ခြေသွားပြီးတာကိယလို့ခေါ်တယ်တာကလို့ဆိုတဲ့ကျွန်တော်ကြီးထဲမှာသွားပြီးတော့မြို့ပြတီထောင်ပြီးတော့နေကြတာအဲ့ဒီတာကဆိုတဲ့ကျွန်တော်ကြီးမှာနေလို့လေတာကိယဆိုတဲ့နာမည်နဲ့လည်းခေါ်တယ်အဲ့ဒီမြို့ပြတီထောင်နေထောင်တဲ့အခါမှာမျိုးတွေရောရှက်ပြီးတော့သွားမှဆိုလို့နှမအရင်နေနဲ့အိမ်အောင်ပြုကြတယ်အဲ့ဒါနဲ့ဘုရင်ကြီးကကြားတော့တัจจဝတ္တဘောခုမာတာမင်းသားတွေတဲတက်နိုင်ကြတဲ့ကောင်တွေပဲလို့ဒီလိုပြောတဲ့စကားကိုဆွဲပြုပြီးတော့သူတို့ကိုတัจจလူမျိုးလို့ခေါ်လာတာတဲ့ဒါကသမိုင်းကြောင်းလေးအဲ့ဒီသမိုင်းကြောင်းကဘယ်မှာပါတော့လို့ဆိုတော့ဒါအထက်ကထာကရေးတဲ့သမိုင်းကြောင်းမဟုတ်ဘူးမြတ်စွာဘုရားကိုယ်တိုင်ဟောခဲ့တဲ့အမ္ပဋ္ဌသုတ်ဆိုတာရှိတယ်ဒီကနေ့ကအမ္ပဋ္ဌသုတ်အကြောင်းညင်ညွတ်တဲ့ခါကျတော့အဲ့ဒီအမ္ပဋ္ဌသုတ်ကိုတစ်ခါလာဟောမြတ်စွာဘုရားကိုယ်တိုင်တာကိဝင်နေဘယ်လိုဖြစ်ပေါ်လာတယ်တัจจလူမျိုးတွေဘယ်လိုပေါ်လာတယ်ဆိုတာကိုရှင်းလင်းဟောကြားထားတဲ့သုတ်တန်တစ်ခုပေါ့အဲ့ဒီမှာဒါကြောင့်မို့လို့ဂေါတမမြတ်စွာဘုရားကိုဒီမဟာယာနတွေကိုးဝယ်တဲ့ဒီတရုတ်တို့ကိုရီးယားတို့ဂျပန်တို့မှာတัจจမုနီဆိုတာရှိတယ်သူတို့ကိုးဝယ်တဲ့အထက်မှာဒီဂေါတမဘုရားကိုတัจจမုနီတัจจမုနီတို့ဝေရောစနတို့သူတို့ကိုးကွယ်တဲ့ဘုရားလေးဆိုတယ်မှာအဲ့ဒီတัจจမုနီဆိုတဲ့ဟာလေဂေါတမဘုရားကိုရည်ညွှန်းတာအခုတัจจပုဒ္ဒဆိုတာလေဂေါတမဘုရားကိုရည်ညွှန်းတာဂေါတမဆိုတာတော့မျိုးရဲ့နာမည်ပဲဒီကနေ့အိန္ဒိယနိုင်ငံသွားကြည့်လို့ရှိရင်ဂေါတမဆိုတဲ့နာမည်နဲ့လူတွေရှိသေးတယ်ရှိတယ်သူတို့ဂေါတမနာမည်ယူတဲ့လူတွေရှိတယ်အမျိုးနာမည်ပေါ့ဒါတွေကဗမာမှာတော့အမျိုးနာမည်သိပြီးတော့မရှိတော့ဗမာကမှတ်မှတ်သားသားမထားဘူးနော်ဘိုးဘွားမိဘရဲ့နာမည်ကိုမှတ်မထားတရုတ်တွေကတော့ရှေ့မှာထားတဲ့နာမည်တွေကသူတို့ကအဲ့ဒါမျိုးအမျိုးနာမည်တွေပဲကိုရီးယားတွေလည်းရှေ့ကထည့်တဲ့စလုံးဟာဒါအမျိုးနာမည်ဒါမို့လို့passport နံပါတ်ထဲမှာ passport နဲ့နိုင်ငံခြားသွားတဲ့အခါမှာ surname တို့ first name တို့ middle name တို့ last name တို့ကျတော့ဗမာကျတော့တော်ခက်သွားနော်အဲ့ဒါတွေမရှိဘူးဗမာတစ်လုံးနဲ့ပဲရေးထည့်လိုက်ရအဲ့ဒီလိုတွေရှိတယ်နော်ဘုန်းကြီးတွေကြတော့တခါတလေအရှင်ဆိုတဲ့စကားလုံးကိုရှေ့ကနေထည့်လိုက်တဲ့အခါကျတော့အဲ့ဒါကိုနာမည်မှတ်ပြီးတော့နိုင်ငံသားက Mr. အရှင်လို့ခေါ်သေးတယ်အဲ့ဒါမျိုးနဲ့လွဲသွားတာသိတယ်နော်ခေါ်ရဲ Mr. အရှင် Mr. အရှင်ဆိုဒီကလည်းကိုခေါ်မှမသိဘူးကိုနာမည်ကအရှင်မှမဟုတ်ဘူးနော်အဲ့ဒါမျိုးတွေလွဲချော်တာတွေရှိတတ်သေးတယ်အဲ့တော့ဒီမှာတัจจပုဒ္ဒနော်ဘုရားဂေါတမဘုရားကိုတัจจပုဒ္ဒလို့ခေါ်တာလူမျိုးနာမည်နဲ့ခေါ်တယ်ဂေါတမဆိုတာအနွယ်နာမည်နဲ့ခေါ်တယ်ခမည်းတော်ကြီးကမှဲ့တဲ့နာမည်ကတော့အလုံးသိတဲ့အတိုင်းတိတ်တတ်တာဒီလိုရှိတာအဲ့တော့ရောအရှင်မြတ်စွာဘုရားသည်ဣမံဓမ္မသဗ္ဗဒုက္ခပဏုဒနာဆင်းရဲဒုက္ခအလုံးကိုဖယ်ရှားပြစ်နိုင်တဲ့ဣမံဓမ္မဤတရားကိုဒေသိတိဟောပြောတော်မူ၏အင်္ဂိရတ္တတခန္ဓာကိုယ်မှာပြိုးပြက်ပြက်အယောင်ထွက်၍နေသောသီရိမတော်ဘုံကံကျက်တည်၏အဖြစ်ရှိသောတัจจဗုဒ္ဓတတัจจသားတော်ဖြစ်သောဂေါတမမြတ်စွာဘုရားအားနမောကျွန်ုပ်၏ရှ िख ိုးခြင်းသည်အထုဖြစ်ပါစေဟောမြတ်စွာဘုရားဂုဏ်ကြီးတွေနဲ့ဒါဂေါတမမြတ်စွာဘုရားကိုရှ िख ိုးတဲ့စကားလုံးလေးတစ်ခုဒါလည်းဝိသောနာမင်းကြီးကလျှောက်တဲ့ခါထားတဲ့ပုဒ်ပဲဟောနောက်တစ်ခုသူလျှောက်တာဂါရ6ပုဒ်ရှိတယ်ပေါ့မူရင်းအတ္တနာရိယတုတ်မှာလျှောက်တဲ့ခါထားလိုက်တာတဲ့အခုဒီလက်ရှိအတ္တနာရိယပရိမှာတော့ဂါထာပုဒ်ပေါင်း30ရှိတယ်နောက်ဟာတွေကဖြည့်ထားတာအခုဟာတွေကမူရင်းဂါထာတွေလို့သူတို့မှတ်
အဲ့ဒီပရိတ်ထဲမှာပါတဲ့အစဉ်တန်းပြောရင်နံပါတ်9ဂါထာကပါတော့ဆိုယေစာပိနေဗုတံလောကေယထာဗုတံဝိပတ္တိတောဒေသနာပိတုနာထမဟန္တာဝိတတာရရာဖျား9စုကိုရှ िख ိုးလိုက်တာဝိပတ္တိတိခိဝိတ္တပုကကုတ္တန္တာကောဏဂမနာကတ္တဗဂေါရမဖျား9စုကိုရှ िख ိုးပြီးတဲ့အခါမှာကျန်တဲ့ဖျားတွေကိုရှ िख ိုးဒီဂါထာကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာရှင်မဗုဒ္ဓဂောတထေကထာသစ်ရေးတဲ့အခါကျတော့အဓိပ္ပာယ်နည်းနည်းပြောင်းသွားတာရှိတယ်မူလအထေကထာရဲ့အဓိပ္ပာယ်ကတစ်မျိုးမူလအထေကထာရဲ့အဓိပ္ပာယ်ကတစ်မျိုးဒီနေရာမှာရှင်မဗုဒ္ဓဂောတကဖွင့်လိုက်တာကြတော့တေဇနာဆိုတဲ့နေရာမှာသူကယဟန္တာပုဂ္ဂိုလ်တွေကိုယူတယ်ယဟန္တာပုဂ္ဂိုလ်တွေကလည်းဒီဖရာတွေကိုရှ िख ိုးတယ်လို့အဓိပ္ပာယ်နဲ့ယူတယ်အဲ့ဒါပရိတ်ကြီးနှိမ့်တရားတွေရေးတဲ့အခါအဲ့ဒီအတိုင်းရေးချတယ်အဲ့တော့အခုအထက်ကရာအဟောင်းမဟာထက်ကရာလို့ခေါ်တဲ့အထက်ကရာအဟောင်းရဲ့ပြန်ဆိုချက်နဲ့ပြန်ပြရမယ်ဆိုရင်သူကဖရာပဲယူတယ်ဒီမှာယေစာပိနေဝုတလောကေယထာဘူတံဝိပတ္တိတုံယေစာပိလောကေလောက၌ယေစအရှင်ဘုရားရှင်ကိုရောမြတ်တို့လည်းသိလဲယထာဘူတံဟုတ်မှန်သည့်အတိုင်းနိဗ္ဗုဒ္ဓပြိဋိဘံစံတော်မူပြီးဖြစ်ကြကုန်သောယေစအရှင်ဘုရားရှင်ကိုရောမြတ်တို့ဟာလည်းပဲယထာဘူတံဟုတ်တိုင်းမှန်စွာဝိပသိမ့်တုရှုမြင်တော်မူနိုင်ကြကုန်ပြီဒေသနာထိုဘုရားရှင်ကိုရောမြတ်ကြီးတို့သည်အပိတုနာဂုံးတိုက်ခြင်းမရှိကြကုန်ဂုံးတိုက်စကားပြောကြခြင်းမရှိကြကုန်အထထို့ပြင်မဟန္တာကြီးမြတ်တော်မူကြကုန်ဝိတတာရရာကြောက်ရွံ့ခြင်းကင်းရတင်းခြင်းရှိတော်မူကြကုန်၏လို့ဒီလိုဘာသာပြန်တယ်တော့ရှင်မဗုဒ္ဓဂောတအထက်ကထာကြတော့လောကီလောက၌နေဗုဒ္ဓကိရိတာငြိမ်းပြီးဖြစ်ကုန်သောယေစအရှင်ယဟန္တာပုဂ္ဂိုလ်တို့သည်ယထာဘူတံဟုတ်တိုင်းမှန်စွာဝိပတ္တိတုံရှုမြင်သုံးသပ်ကြကုန်တေဇနာထိုယဟန္တာပုဂ္ဂိုလ်တို့သည်အပိတုနာခုံးတိုက်ခြင်းမရှိကြကုန်မဟန္တာကြီးမြတ်ကြကုန်ဝိတရဏဝိတတာရဏကြောက်ရွံ့ခြင်းကင်းရတင်းခြင်းရှိကြကုန်၏လို့ဒီလိုပြန်နေအဲ့တော့ဒီနေရာမှာဘုန်းကြီးရဲ့အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်ဒါတွေကိုလည်းပဲအတိတ်ကဘုရားရှင်ကြီးခုရှ िख ိုးတာဝိပဿနာဘုရားကစရှ िख ိုးတာဟုတ်ဝိပဿနာဘုရားစရှ िख ိုးတော့ပြိဋိဘံစံပြီးသားဘုရားတွေကိုဝိပဿနာဘုရားရဲ့ရှေ့မှာပွင့်တယ်နော်ဝိပဿနာဘုရားရဲ့ရှေ့မှာပွင့်တဲ့ဘုရားတွေအများကြီးရှိသေးတယ်လေအဲ့ဒီမြတ်စွာဘုရားတွေကိုရှ िख ိုးတယ်လို့ဆိုလို့ရှိရင်တော့ဒါဘုရားတွေကြီးပဲရှ िख ိုးနေတာဖြစ်သည့်အတွက်ကြောင့်ဘုရားသခင်ရဲ့ဂုဏ်တို့မူလမဟာတက္ကရာကြီးဆိုတဲ့အတိုင်းကပို့ပြီးတော့စီလျော်လိုက်မယ်လို့ဒါကတော့ကိုယ်ထင်မြင်ချက်ကိုပြောတာနော်နောက်တစ်ခါအပိတုနာထဆိုတဲ့စကားလုံးလေးကိုလေဒီနေရာလေးမှာအပိတုနာဆိုတာပိတုနာဆိုတဲ့စကားလုံးကဂုံးတိုက်တာပိတုနာလို့ခေါ်တယ်အတက္ကရာတွေမှာတော့အပိတုနာဂုံးတိုက်ခြင်းမရှိဆိုဒီအဓိပ္ပာယ်ကိုယူဘုန်းကြီးကနောက်တနည်းတွေးမိတာတော့ဒီမှာဘုရားဂုဏ်တော်တွေကိုဖော်ပြတဲ့အခါမှာ negative နဲ့ဖော်ပြတာတခုမှမရှိဘူးဒီတစ်ပုဒ်ထဲပါတယ်နော် negative နဲ့ဖော်ပြတယ်ဆိုတာပရိသေကစကားလုံးနဲ့ဖော်ပြတာ positive နဲ့ဖော်ပြတာကြီးပဲအကုန်လုံးတိရိမတော်ကျက်တည်ရှိတယ်ဆိုတာဒါ positive နဲ့ဖော်ပြတာအဲ့လို negative နဲ့ဖော်ပြတာတခြားနေရာမရှိဘဲနဲ့ဒီတစ်လုံးကဘာဖြစ်လို့ညက်ပါနေတယ်လဲဝိသောနာမင်းကြီးပဲဒီတစ်လုံးကိုသူကဘာဖြစ်လို့ထဲ့တယ်လဲလို့တွေးကြည့်တာပေါ့နော်တွေးကြည့်တာကိုပြောတာနော်တွေးတာတွေးကောင်းပါတယ်တွေးကြည့်တာ research အနေနဲ့တွေးကြည့်တော့ဒီနေရာမှာတခြားအဓိပ္ပာယ်ကြံရင်ရောမဖြစ်နိုင်ဘူးလားလို့ဆိုတေဇနာအပိတုနာထဆိုလိုတာဘုရား9စုပြပြီးတဲ့အခါမှာနောက်ဘုရားတွေတခြားဘုရားတွေလည်းရှ िख ိုးတဲ့အကြောင်းကိုပြကြလို့သူနာထ
နားထောင်ကြပါလို့ပြောရင်ရောအဓိပ္ပာယ်မရဘူးလားလို့ဆိုရနိုင်တယ်နော်အပိဆိုတဲ့စကားကိုအပိထုတ်ပြင်သူနာထနားထောင်ကြပါဆိုပြီးတော့အတိတ်ကဘုရားရှင်ကိုရောမြတ်တွေဟာလည်းဂုံတူးဝိသေသတွေနဲ့ပြည့်စုံကြတယ်လို့ဒီလိုဆိုမဲ့ဆိုရင်တော့ဘုရားတွေရဲ့ဂုံတွေကိုရှိခိုးတယ်လို့အဓိပ္ပာယ်ရနိုင်တယ်ဒါကတော့ဘုန်းကြီးအထင်မြင်ချက်တတ်ပါအထက်ကထာတွေနဲ့လည်းမဆိုင်ဘူးအထက်ကထာတွေကဒီလိုမဖွင့်ဘူးเนาะအဲ့ဒါလို့ယူလို့ရှိရင် negative နဲ့ဂုံဖော်တာမရှိတော့ဘူးဂုံလုံးဟာ positive နဲ့ဘုရားရဲ့ဂုံတွေကိုဖော်ပြတယ်လို့ဒီလိုပြောအဲ့ဒီမှာနံပါတ်၈ခါထားကြတော့ဂေါရမဘုရားဖြစ်သွားပြန်ဟိတံဒေဝမနုဿာနံယံနမတ္တန္တိဂေါရမဝိဇာစရဏတံပန္နံမဟန္တံဝိဒတာရတံဒေဝမနုဿာနံနတ်လူတို့ရဲ့ဟိတံအကျိုးစီးပွားကိုဆောင်ရွက်တော်မူတတ်တဲ့ဝိဇာစရဏတံပန္နံအကျင့်ဝိဇာအတိဝိဇာအကျင့်စရဏနဲ့ပြည့်စုံတော်မူတဲ့မဟန္တံကြီးမြတ်တော်မူတဲ့ဝိတတာရတံကြောက်ရင်ချင်းကင်းရတင်းတော်မူတဲ့ယံဂေါရမံဂေါရမမြတ်စွာဘုရားကိုနမတန္တိရှိခိုးကြပါတယ်အတိတ်ဘုရားတွေကိုလည်းရှိခိုးတယ်နော်ဂေါရမဘုရားကိုထပ်ပြီးတော့ရှိခိုးတယ်ဆိုတာဖော်ပြတာဘာဖြစ်လို့လက်ရှိဘုရားဖြစ်လို့ကြည့်လေစောသပိုင်းကလည်းသူတို့ဝိသုဒ္ဓနာမင်းကြီးကသူပရိသတ်တွေကိုမေးတယ်ဇိနံဝနထဂေါရမံအောင်တော်မူဂေါရမမြတ်စွာဘုရားကိုမင်းတို့ရှိခိုးကြရလားလို့ဆိုဟိုကဖြေကြရတယ်ဇိနံဝနမဂေါရမံဝိဇာစရဏတမ္မနံဗုဒ္ဓံဝနမဂေါရမံဒါသူတို့ဖြေပေးရတယ်ဂေါရမမြတ်စွာဘုရားကိုရှိခိုးပါတယ်ဝိဇာစရဏနဲ့ပြည့်စုံတဲ့ဂေါရမမြတ်စွာဘုရားကိုရှိခိုးကြပါတယ်မေးတာသူတို့ပရိသတ်တွေတဲ့ကိုမေးတာရှိခိုးမင်းတို့ရှိခိုးရလားရှိခိုးပါတယ်လက်ရှိဘုရားကိုပို့ပြီးတော့လေးလေးစားစားရှိခိုးတဲ့အကြောင်းဖော်ပြတယ်လို့ဒီလိုအဓိပ္ပာယ်ယူမယ်ဆိုလို့ရှိရင်ဒီဝိပဿနာသိခိစတဲ့ဘုရားတွေရဲ့အပြင်ရှေးကပွင့်ပြီးပြိဋိဘံစံပြီးသွားကြတဲ့ရှေးဘုရားတွေကိုလည်းရှိခိုးတယ်လက်ရှိဂေါရမဘုရားကိုလည်းရှိခိုးတယ်ဆိုတဲ့ဒီအဓိပ္ပာယ်နဲ့ဖော်ပြမယ်ဆိုရင်ဒီဂါထာ6ပုဒ်ကတော့ဝိသုဒ္ဓနာမင်းကြီးကမူလအတ္တနာရိယတုတ်မှာမြတ်စွာဘုရားကိုရှောက်တဲ့ဂါထာတွေလို့ဒီကြည့်အောင်ကျန်တဲ့ဂါထာတွေကတော့သူတို့ရဲ့ပရိသတ်တွေသူတို့ပဲမျက်နှာမှာနေတယ်သူတို့အတိုင်းဝိုင်းတွေအကြောင်းသူတို့ရဲ့မြို့တွေအကြောင်းကိုဖော်ပြပြီးတော့အဲ့ဒီပရိသတ်တွေကိုမေးတာဂေါရမဘုရားရှိခိုးကြရလားရှိခိုးကြပါတယ်လို့ဖြေခိုင်းတာအဲ့ဒါတွေပဲပါတယ်အခုရှိခိုးတဲ့ဂါထာအလုံး6ပုဒ်ဒါမူလအတ္တနာရိယသုံးပါအခုဟိတံဒေဝမနုဿာနံယန္တမတ္တန္တိဂေါရမံဝိဇာစရဏတံပန္နံမဟန္တံဝိတတာရတံထီအောင်ဒါကမူရင်းအတ္တနာရိယသုံးပါပါတယ်ရှိခိုးတဲ့ဂါထာ6ပုဒ်လို့ဒီလိုမှတ်ထားဖို့ဟောနောက်ထပ်ပိဋကကျွမ်းကျင်တဲ့ဘယ်ပုဂ္ဂိုလ်ရေးခဲ့တယ်ဆိုတာတော့မှတ်တမ်းမရှိလို့မသိတော့ဘူးဒီပြေကြီးတွေကိုဘယ်သူကနေပြီးတော့ modify လုပ်ထားတယ်ဆိုတာမသိဘူးနော် combine လုပ်ထားတယ်ဆိုတာလည်းမသိဘူးအကုန်လုံးပြောလို့မရဘူးသို့တော့မြန်မာနိုင်ငံမှာအတီးဖြစ်နေတယ်တဲ့နံပါတ်6ခါထာနောက်မှရေးထည့်ထားတဲ့ခါထာဆိုတာသိကြတယ်နောက်မှရေးထည့်ထားတဲ့ခါထာပဲအလွန်အဆင့်မြင့်ပါတယ်ဧတိစဉ္ညေသတံဗုဒ္ဓအနေကတတကောတိယောသဗ္ဗေဗုဒ္ဓသမတမသဗ္ဗေဗုဒ္ဓမဟိတိကာသဗ္ဗေတတဘလူပေတာဝေတာရစ္စေဟုပါကတာသဗ္ဗေတိပတိဇာနန္တိအာသဝံဌာနမုဒ္ဓမံဟောဒါနောက်ရေးထည့်တဲ့ဂါထာတွေနောက်ပိုင်းဟာတွေကရေးထည့်ထားတဲ့ဂါထာတွေကြီးပဲကုန်ဘုရားတွေကိုရှိခိုးတာအဲ့ဒါမှကောင်းပါလေဘုရားတွေကိုရှိခိုးတဲ့ဂါထာသူပြောလို့တာကဣတိစအခုဖော်ပြထားတဲ့ဘုရားကဘယ်လောက်တုံးဆို9စုနော်ဧတိစတံဗုဒ္ဓအခုဖော်ပြထားတဲ့ဘိုင်နိမ့်နဲ့ဖော်ပြထားတဲ့ဘုရား9စုဘုရားတို့သည်၎င်းအင်ញေစအဲ့ဒီ9စုမှတပါအနေကတတကောတိယောဂတိရာပေါင်းများစွာဖြစ်ကြကုန်သောအင်ញေစတံဗုဒ္ဓတခြားဘုရားတွေဆို
တန်ဖိုးတွေထဝီတင်စဆိုတဲ့ထဲမှာတွက်ထားတဲ့အတိုင်းနော်တန်ဖိုးတွေခါထားမှာတွက်ထားတဲ့အတိုင်းဖရာတွေဟာပွင့်တော်မူခဲ့တဲ့ဖရာတွေဟာအလွန်များတဲ့ပေါ့အရေးအတွက်မပြောချင်တဲ့အခါခင်းငါဝါလူသဲစုမကလို့ဒီလိုပြောတာပေါ့အဲ့တော့ဒီမှာအညေသတံဗုဒ္ဓအနေကတတကောတိယောဧကတတကောတိဆိုတာခရီးတရားလို့ဒီလိုပြောတာဘီလီယံလို့ခေါ်တာပေါ့ခရီးကနော်အဲ့ဒီမှာဧကတတကောတိ100 billion လို့ဒီလိုအဓိပ္ပာယ်မျိုးရအဲ့တော့အနေကလို့ဆိုတော့မကဘူးပေါ့ more than 100 billion ဒီလိုဆိုလို့ဖရာတွေလောကကြီးမှာပွင့်သွားတာဟာဂတိရာပေါင်းများစွာတကယ်တောင်မကဘူးရာပေါင်းများစွာဂတိတွေရာပေါင်းများစွာပွင့်ပြီးသွားတဲ့မြတ်စွာဘုရားတွေတဲ့အဲ့ဒီဘုရားတွေရှိတယ်မဘိဗုဒ္ဓဘုရားဆိုတာဘယ်ဘုရားပဲဖြစ်ဖြစ်ဒီသဗ္ဗညုတညာတော်ကြီးကိုရသွားတဲ့ဘုရားတွေမှန်တယ်ညသဗ္ဗိဗုဒ္ဓဘုရားအားလုံးတို့ဟာသမတမထတ်တူညီမြဂုဏ်ကြီးရှိကြကုန်မညီတာတွေဘာလို့ဆိုတက်တန်းမညီဘူးပွင့်တဲ့ခဘာချင်းမညီဘူးအယက်အမောင်းမညီဘူးနော်မညီတာတွေရှိတယ်ညီတာကဘာလို့ဆိုရင်ဘုရားဂုဏ်ကြီးကတူတူပဲလို့ဒီလိုပြောတာသမတမထတ်တူညီမြတူကြတယ်ဖះနဲ့တူတဲ့လူဘယ်သူတုံးဆိုဖះပဲရှိတယ်ဒီလိုဆိုလို့တာပေါ့နော်ဖះစုစုကတူကြတယ်တခါတလေကျတော့စကလုံးလေးသုံးထတာရှိတယ်အတ္တမတမောဒီသဗ္ဗိဗုဒ္ဓသမတမဆိုလို့ရှိရင်တော့အတ္တမတမနော်အတ္တမတမမတူတဲ့ဖះနဲ့တူတယ်လို့ဆိုတာမတူတာနဲ့တူတယ်မတူတာကဘယ်သူတုံးဖះဘယ်သူနဲ့မှမတူတာကဖះအဲ့ဒီဘယ်သူနဲ့မှမတူတဲ့ဖရာနဲ့မှတူတယ်အတ္တမဆိုတာဘယ်သူနဲ့မှမတူတဲ့ဖရာတမဆိုတာတူတယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့သဗ္ဗေဗုဒ္ဓသမတမကိုသဗ္ဗေဗုဒ္ဓအတ္တမတမလို့ဒီလိုပုတ်ခွဲပြီးတော့ပြောမယ်ဆိုရင်သဗ္ဗေဗုဒ္ဓဖရာအားလုံးတို့ဟာအတ္တမတမနော်ဘယ်သူနဲ့မှမတူတဲ့ဖရာနဲ့သာတူကြတယ်ကိုယ်ဖရာချင်းချင်းတော့တူတူပဲလို့ဒီလိုဆိုလို့အဲ့ဒါလို့မခွဲဘဲနဲ့သမတမလို့ဆိုလို့ရှိရင်ထတ်တူညီမြဂုံကြီးချင်းတူကြတယ်လို့ဘုရားစုစုရတဲ့ဂုံတွေအလုံးတူတူပဲလို့ဒီလိုပြောတာနော်သဗ္ဗေဗုဒ္ဓမဟိဋ္ဌိကဘုရားအလုံးဟာမဟာအဋ္ဌိကကြီးမားသောအစွမ်းတကူရှိကြတာကြီးပဲမေတ္တန်ကြီးမားတဲ့အစွမ်းတကူရှိကြတယ်နောက်ပြီးတော့သဗ္ဗေဓတ္တဘလူပေတာသဗ္ဗေရှင်တော်မြတ်ဖရာအားလုံးတို့ဟာဓတ္တဘလူပေတာဓတ္တဗလဥပေတာတထာဂတဗလလို့ဆိုရဲအားတော်10ပါးဉာဏ်တော်10ပါးနဲ့ပြည့်ကြတယ်စွမ်းအားတွေဒီမြတ်ဗုဒ္ဓတွေရဲ့ဉာဏ်စွမ်းအားဟာ10မျိုးရှိတယ်အဲ့ဒါ10မျိုးသောဉာဏ်စွမ်းအားတွေနဲ့ပြည့်စုံတယ်အဲ့ဒီမြတ်စွာဘုရားရဲ့ဉာဏ်စွမ်းအားတွေဆိုတာတခြားပုဂ္ဂိုလ်တွေမှာမရနိုင်တဲ့ဉာဏ်စွမ်းတွေပေါ့အဲ့ဒီစွမ်းအားတွေဟာအမှန်တမ်းကြီးတယ် power of wisdom ပေါ့ power of knowledge အဲ့ဒါကိုစာပေကျမ်းကမှာတထာဂတဗလလို့သုံးတယ်မြတ်စွာဘုရားတွေဟာအမှန်တမ်းကြီးမားတဲ့စွမ်းအားဉာဏ်တော်10ပါးနဲ့ပြည့်စုံကြတယ်ဒါကိုဓတ္တဗလအားတော်10ပါးဆိုတာကာယဗလကိုပြောတာမဟုတ်ဘူးဉာဏဗလကိုပြောတာဉာဏ်စွမ်းအားတယ်ကာယဗလနဲ့ပတ်သက်ပြီးတော့လည်းပြောတာရှိတယ်ပေါ့အမှန်တမ်းဆင်နေတဲ့မှာအားအကောင်းဆုံးဆင်ရဲ့အကောင်များစွာရဲ့အားနဲ့မြတ်စွာဘုရားရဲ့အားကာယဗလချင်းတူညီတယ်လို့ဒီလိုဆိုတာအမှန်တမ်းအားကောင်းတယ်ကာယဗလနော်အဲ့တော့ဒီနေရာမှာမြတ်စွာဘုရားရဲ့အားတော်10ပါးဆိုတာဘုန်းကြီးတို့တခါဟောထားတယ်ဗုဒ္ဓစွမ်းအားဉာဏ်7ပါးဆိုတာနာဘူးတဲ့လူတော်ရှိကောင်းရှိတယ်အဲ့ဒီဗုဒ္ဓစွမ်းအားဉာဏ်7ပါးဆိုတာဒီ10ခုကိုပြောတာเนาะသို့တော်ဒီမှာပြည့်ပြည့်စုံစုံဖြစ်အောင်ထပ်ပြီးတော့ရှင်းပြဉာဏ်7ပါးဆိုတာဘယ်မှာတွေ့နိုင်တုံးဆိုလို့ရှိရင်မစ္စည်းမနိကေမဟာတိဟနာဒတုတ်ဆိုတာရှိတယ်မူလပဏ္ဏတမစ္စည်းမနိကေမဟာတိဟနာဒတုတ်
မဟာတိဟနာရတိဟနာရဆိုတာရဲတင်းတဲ့စကားကိုဆိုခြင်းအဲ့ဒီရဲတင်းတဲ့စကားကိုဆိုခြင်းနဲ့ပတ်သက်တဲ့တုတ်နှစ်တုတ်ရှိတယ်စုလနဲ့မဟာနော်တုတ်ကြီးနဲ့တုတ်သေးလို့ဒီလိုဆိုလိုတာပေါ့တခုစီပဲကွဲအောင်လို့မဟာစုလခွဲပေးတာအဲ့ဒီတုတ်တံမှာလာတဲ့အတိုင်းမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အားတွေတထာဂတပလလို့သုံးတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့အားဟာ10မျိုးရှိတယ်တဲ့အဲ့ဒီအား10မျိုးနဲ့ပြည့်စုံလို့နော်မြတ်စွာဘုရားတွေဟာအဲ့ဒီအား10မျိုးနဲ့ပြည့်စုံတယ်အဲ့ဒီအား10မျိုးနဲ့ပြည့်စုံလို့တပ္ပိတိပฏิဇာနန္တိအတဝန္ဌာနမௌတ္တမတကယ်မြင့်မြတ်တဲ့တပ္ပိယုတဉာဏ်တော်ကြီးကိုဝန်ခံတယ်တိဟနာဒံနရန္တေတေပိဋကတ်ထဲမှာရတင်းတဲ့စကားကိုပြောရဲတယ်ဗြဟ္မစက္ကံပဝတ္တင်တိဒေသနာဉာဏ်တော်ကြီးပฏิဝေဒဉာဏ်တော်ကြီးကိုခြေခံပြီးတော့ဒေသနာဉာဏ်တော်ကြီးကိုဖြစ်စေတယ်နော်နောက်ကထာအဆက်မှာတပ္ပိတတဘလူပေတာဝေတာရိစေဟုပါကတာတပ္ပိတိပฏิဇာနန္တိအာတဝန္ဌာနမௌတ္တမံတိဟနာဒံနထန္တိတိပရိတာတုဝိတာရတာဗြဟ္မစက္ကံပဝတ္တင်တိလောကေအပတိဝတ္တိယံဆိုတာမြတ်စွာဘုရားဒီအားတော်10ပါးဝေတာရိသဉာဏ်4ပါးတို့နဲ့ပြည့်စုံလို့အာတဝဌာနဆိုအလွန်ကိုဆင့်မြင့်တဲ့တပ္ပယုတဉာဏ်တော်ကြီးကိုဒီဉာဏ်တော်ကြီးကိုရတယ်လို့ရဲရဲဝံ့ဝန်ခံပြောကြတာပရိသတ်ထဲမှာလည်းဘယ်တော့ဖြစ်ဖြစ်စကားပြောတဲ့အခါမှာနောက်တော့တဲ့စကားမပြောဘူးသေချာပေါက်စကားကိုပဲပြောတယ်ရဲတင်းတဲ့စကားပြောအသေးချာပြောတာနော်ရဲတင်းတဲ့စကားကိုပြောတယ်နောက်ပြီးတော့ဘယ်သူကမှဖြောင်းပြန်ပြန်ပြီးတော့လှဲ့မပြတ်နိုင်တဲ့ဗြဟ္မစက္ကလို့ဆိုတဲ့ဒေသနာဉာဏ်တော်ကြီးကိုလက်ပတ်ဖြစ်ပေါ်စေတယ်လို့ဒီစွမ်းရည်တွေကြောင့်ဒီဉာဏ်တော်10ပါးစွမ်းအားတွေကြောင့်မြတ်စွာဘုရားအဲ့ဒီအခြေအနေတွေကိုရောက်တယ်လို့ဖော်ပြတာအဲ့ဒါကိုဒီပါဠိတော်ကိုထောက်ပြီးဒီဂါထာကိုစီကုံးထားတယ်လို့ဒီလိုမှတ်အဲ့ဒါကြောင့်မို့လို့မဟာတရားနရတုတ်မှာဘာဟောတာဘာပြောထားတော့အဲ့ဒီတထာဂလစွမ်းအားတွေနဲ့ပြည့်စုံသည့်အတွက်ကြောင့်တဲ့မြတ်စွာဘုရားဟာအာတဝန္ဌာနံပฏิသနာတိတကယ်ရဲရင်နဲ့တပ္ပယုတဉာဏ်ဆိုတဲ့အစွမ်းဌာနကိုဝန်ခံရဲတယ်ပရိတာတုတိဟနာတံနတတိပရိသတ်တည်းရဲ့အလယ်မှာပရိသတ်ဆိုတာတမ္မာပရိသတ်ကိုပြောတာမဟုတ်ဘူးကဘာမှာရှိသမျှဗြဟ္မာပရိသတ်မဟာရပဏိသတ်ဆိုအဲ့ဒီနတ်တွေရောဘာတွေရောအကုန်လုံးပရိသတ်10မျိုးရှိတယ်နော်လူပြည်ပရိသတ်တယ်မကဘူးပရိသတ်10မျိုးပရိသတ်10မျိုးကိုကျဉ်းညွတ်မှတ်ချင်တော့ခတ္တိယဗျမနာဂါပတိနော်ဒါအိန္ဒိယနိုင်ငံကလူတွေကိုခွဲခြားတာမင်းပရိသတ်ပုံနာပရိသတ်တမန်အယတပရိသတ်မင်းပရိသတ်ပုံနာပရိသတ်အယံတမန်အယတပရိသတ်ဒါကနောက်တစ်ခုကပါတော့ဆိုတမနပရိသတ်ဘာသာရေးသမားတွေပေါ့နောက်တစ်ခုကစတုမာရပရိသတ်တာဝရိဏပရိသတ်မာရမနပရိသတ်ဗြဟ္မာပရိသတ်လို့ဆိုပြီးတော့ပရိသတ်10မျိုးလို့ပြောတယ်အဲ့ဒီပရိသတ်10မျိုးမှာရဲဝံ့တဲ့စကားကိုပြောရဲတယ်ဒီလိုဆိုလိုတာနော်တာမန်ပုဂ္ဂိုလ်ဆိုရင်လူကြားထဲမှာတော့ပြောခြင်းပြောကောင်းမယ်တခြားမျိုးမတူတဲ့နတ်တွေဗြဟ္မာတွေကြားမှာဆိုပြောဝမှာမဟုတ်ဘူးလေနတ်ဆိုတာမြင်တာနဲ့လူကလည်းလန့်သွားတာအဲ့တော့ဒီလိုရဲဝံ့တဲ့စကားကိုပြောတယ်ဆိုတာဒီစွမ်းအားတွေရှိလို့တဲ့ကဲအဲ့ဒီစွမ်းအားတွေကိုတစ်ခုစီတစ်ခုစီထုတ်ပြောတဲ့အခါမှာနံပါတ်1ကစစ်မှန်တဲ့အကြောင်းဟုတ်တဲ့တရားအကြောင်းမဟုတ်တဲ့တရားကိုအကြောင်းဟုတ်တာကိုအကြောင်းဟုတ်တယ်အကြောင်းမဟုတ်တာကိုအကြောင်းမဟုတ်ဘူးလို့မှန်မှန်ကန်ကန်သိတာဒါစွမ်းအားတစ်ခုပဲဒါကမှန်ကန်တဲ့အကြောင်းဒါကမမှန်ကန်တဲ့အကြောင်းဒါကအကြောင်းဟုတ်တယ်ဒါကအကြောင်းမဟုတ်ဘူးအကြောင်းဟုတ်တာကိုဟုတ်တယ်လို့သိတယ်အကြောင်းမဟုတ်တာကိုမဟုတ်ဘူးလို့သိတယ်အဲ့ဒါလို့မှန်မှန်ကန်ကန်သိတဲ့ဉာဏ်ဟာစွမ်းအားတစ်ခုပဲနောက်တစ်ခုကအတိတ်တုန်းကဖြစ်စေအနာဂတ်ကာလမှာဖြစ်စေခုလက်ရှိအခါမှာပဲဖြစ်စေလှုပ်ဆောင်နေတဲ့ကံတရားတွေရဲ့
အကျိုးပေးမဲ့နေရာကိုတိတိကျကျပြောနိုင်တယ်ဒီလူတယောက်ဟာဘာလုပ်နေသူလုပ်နေတဲ့အလုပ်ကိုကြည့်ပြီးတော့ဒီဟာတော့ဘယ်ကိုသွားမှာပဲဆိုတာတိတိကျကျဟောလို့ရတယ်နော်အတိအကျဟောပြောနိုင်တယ်ကံတည်းရဲ့အကျိုးကိုတိတိကျကျသိတယ်နောက်နံပါတ်3ကတပ္ပထဂ ामि နိပฏิပဒါတပ္ပထဆိုတာဂတိ5ပါးဘုံဘဝတွေထဲမှာဆိုရင်ဂတိ5ပါးနောက်နိဗ္ဗာန်တရားဌာနအလုံးတို့ရောက်နိုင်တဲ့အကျင့်အဲ့ဒီအကျင့်ကိုလည်းပဲမှန်မှန်ကန်ကန်သိတယ်ဒီအကျင့်နေလို့ရှိရင်ငရဲကြမှာပဲဒီအလုပ်လုပ်နေပြိတ္တာဖြစ်မှာပဲဒီအလုပ်လုပ်ရင်တိရစ္ဆာန်ဖြစ်မှာပဲဒီအလုပ်လုပ်ရင်လူဖြစ်မယ်ဒီအလုပ်လုပ်ရင်နတ်ဖြစ်မယ်နော်ဒီအလုပ်ကိုလုပ်မယ်ဆိုရင်နိဗ္ဗာန်ရောက်မယ်လို့တိတိကျကျအကျင့်နဲ့ရောက်စေနိုင်တဲ့အကြောင်းတရားတွေကိုမြတ်စွာဘုရားပုံမှန်သိတယ်အဲ့ဒါကနံပါတ်3ဉာဏ်စွမ်းဉာဏ်ရဲ့စွမ်းအားတစ်ခုပဲနောက်တစ်ခုကလောကမှာမတူညီတဲ့တဘာဝတွေဓာတ်သဘောတွေတစ်မျိုးတည်းမကဘူးထူးခြားတဲ့မတူညီတဲ့ဓာတ်သဘောတွေအလုံးကိုလည်းပဲမှန်မှန်ကန်ကန်သိတယ်တဲ့ဒါကနံပါတ်4နံပါတ်5ကတတ္တဝါတွေရဲ့အစ္ဆတရားကွဲပြားခြားနားနေတဲ့အစ္ဆတရားကိုလည်းပဲအစွမ်းကုန်သိတယ်နာနာဓိမုတ်တိကလို့ဆိုတယ်တတ္တဝါတွေရဲ့အစ္ဆတရားကိုလည်းနှိုင်းနှိုင်းချွတ်ချွတ်မြတ်စွာဘုရားသိတယ်နောက်တစ်ခုကတပါးပုဂ္ဂိုလ်တွေရဲ့တတ္တဝိရိယတတိတမာတိပညာလို့ဆိုတဲ့အိန္ဒြေတွေဟာရင့်ပြီလားအနုနေသေးလားပြည့်စုံပြီလားမပြည့်စုံသေးဘူးလားဆိုတာကိုလည်းမှန်မှန်ကန်ကန်သိတယ်ဒါအိန္ဒြိယပရောပရိယတိဉာဏ်လို့ခေါ်တယ်ဘုရားမှသိတာဒါဗုဒ္ဓစက္ခုလို့လည်းခေါ်တယ်အဲ့ဒါကဉာဏ်ကြီးတစ်ခုဟောနောက်တစ်ခုကတော့တပ္ပထကျင့်စဉ်တစ်ခုကျင့်လို့ရလာတဲ့ဇံဝိမောက္ခတမာတိနောက်တစ်ခါဖလားတမပတ်ဇာနာတမပတ်လို့ဆိုရယ်တမပတ်တွေအဲ့ဒီတမပတ်တွေဇံနေဝိမောက္ခတွေတမာတိကျင့်စဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်တရားကဒါတွေကိုညှဉ်းညူးစေနိုင်တယ်ဘယ်တရားကဖြူစင်စေနိုင်တယ်ဘယ်လိုဒီဇံတွေကနောက်ဆုတ်ထုတ်ခွာတယ်ဆိုတဲ့အခြေအနေတွေအားလုံးကိုမြတ်စွာဘုရားမှန်မှန်ကန်ကန်သိတယ်တဲ့နံပါတ်8ကတော့အတိတ်ဘဝဖြစ်ခဲ့ဘူးတဲ့အတိတ်ဘဝပြည့်ပြည့်ဝဝနော်အလွန်ရှိကြတဲ့ကာလထိအောင်သိနိုင်စွမ်းရှိတယ်ပုပ္ပေနိဗ္ဗာန်နုတ္တိညာတို့ဆိုလို့တယ်နံပါတ်9ကဒိဗ္ဗစက္ခုညာနဲ့တရားတွေကိုသိနေတဲ့တရားပဲဖြစ်စေမွေးနေတဲ့တရားပဲဖြစ်စေအားလုံးတရားတွေလောကကြီးထဲမှာတရားတွေမွေးလိုက်သိလိုက်ဖြစ်နေတဲ့အနေအထားတွေအားလုံးကိုပြည့်ပြည့်စုံသိတယ်တဲ့နံပါတ်10ကစင်စစ်မပြတ်စိတ်အစဉ်မှာစီးဝင်နေတတ်တဲ့အာသဝတရားတွေကုံလို့တမာတိအနေနဲ့ကလည်းကိလေသာတွေကလွတ်တယ်ပညာကလည်းကိလေသာတွေကလွတ်တယ်လို့ဆိုတယ်စိတ်တော်ဝိမု ക്തി ပညာဝိမု ക്തി ဆိုတဲ့ဒီအဆင့်တွေကိုကိုယ်တိုင်ရောက်ရှိပြီးတော့လက်တွေ့ကျင့်သုံးနေထိုင်တယ်လို့ဆိုတာအာသဝခယညာလို့ဆိုတော့အဲ့ဒါမြတ်စွာဘုရားရဲ့ဓတ္တဗလနော်ဉာဏ်စွမ်းအား10မျိုးလို့ဒီလိုခေါ်တယ်နော်ဗုဒ္ဓစွမ်းအားဉာဏ်10ပါးလို့ဒီ10ပါးကိုပြောအဲ့ဒါကိုဒီမှာဒီပြေကြီးပါဠိတော်မှာဆိုထားတာနော်တပ္ပေတတဘလူပေတာဘုရားအားလုံးဟာဒီဉာဏ်စွမ်းဉာဏ်အင်အား10မျိုးနဲ့ပြည့်စုံတော်မူကြတယ်တဲ့ဒါရင်လားလို့ဆိုတော့ဝေတာရစ္စေဟုပါကတာဝေတာရစ္ဆဉာဏ်လို့ဆိုတာကြားဖို့ကြလိမ့်မယ်ဝေတာရစ္ဆဆိုတာဝိတာရဒဆိုတဲ့စကားလုံးကလာတာရဒဆိုတာလူတွေကကြောက်တတ်တယ်ယွန့်တယ်ကြောက်ရွံ့ဖြစ်နေမရဲဘူးအဲ့ဒီကြောက်ရွံ့ခြင်းမရှိဘူးတစုံတစ်ခုပြောမယ်ဆိုရင်လူတွေကငါညာဘလို့ပြန်ပြောမှလဲဆိုရင်သူကပြန်ပြောမှမတန်ကြောက်တယ်ပြန်ပြောမှကြောက်လို့တချို့ကြတော့လဲအာနာနဲ့ဖိတာတချို့ကြတော့လဲဒီပြန်ဟာနဲ့ဖိတာပြန်မပြောရဲအောင်လုပ်တာအဲ့တော့ကြောက်တဲ့ဟာရှိတယ်အမြဲတမ်းကိုပြောတာမှားတော့မှလားလဲကြောက်တယ်ပေါ့
အဲ့တော့ဒီမှာကျတော့ဝေတာရိစ္ဆဆိုမြတ်စွာဘုရားကိုပြောတဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးကြောက်တာမရှိဘူးရဲတယ်ပြန်ကျင်เสียမလို့ဘူးကြောက်ရွံ့ချက်မရှိဘူးအဲ့ဒါကိုဝေတာရိစ္ဆဉာဏ်၄ပါးလို့ဒီလိုခေါ်တာနော်အဲ့ဒီဝေတာရိစ္ဆဉာဏ်၄ပါးကဘယ်မှာတွေ့နိုင်တုံးလို့ဆိုအင်္ဂုတ္တစတုကနိဗ္ဗာန်မှာဝေတာရိစ္ဆတုတ်ဆိုတာရှိတယ်ဝေတာရိစ္ဆဉာဏ်၄ပါးနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ဝေတာရိစ္ဆတုတ်ဝေတာရိစ္ဆရဲ့အဓိပ္ပာယ်ကကြောက်ရွံ့ခြင်းကင်းစေတဲ့အတိညာဏ်လို့ဆိုလိုတယ်နော်ဉာဏ်ကိုပြောတာဝေတာရိစ္ဆဆိုတာဉာဏ်ကိုပြောတာဘုရားရဲ့ဒီအချက်တွေနဲ့ပတ်သက်လာလို့ရှိရင်မြတ်စွာဘုရားကြောက်ရွံ့ခြင်းကင်းတယ်အဲ့တော့ဒီလိုလည်းမတွေးလိမ့်နဲ့ဒီအချက်တွေနဲ့မြတ်စွာဘုရားကကြောက်ရွံ့ခြင်းကင်းတယ်ဉာဏ်တဲ့အချက်တွေကြကြောက်တယ်လို့ဒီလိုပြောတာမဟုတ်ဘူးနော်ဒီအချက်တွေနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားမတ္တမရဲဝံပြတ်သားတယ်ဆိုတာ၄မျိုးပေါ့ဘာလဲလို့ဆိုရင်မြတ်စွာဘုရားကဝန်ခံပြောကြားထားတာရှိတယ်သမ္မာသမ္ဗုဒ္ဓသူဟာမှန်ကန်တဲ့အတိုင်းကိုယ်ပိုင်ဉာဏ်နဲ့တရားခတ်သိမ်းကိုသိတယ်သိတယ်ဆိုတော့တာမန်သိတာမဟုတ်ဘူးကွဲကွဲပြားပြားလေးလေးလာလာဟောဒီလိုသိတာအသေးစိတ်သိတာလုံထွေသိတာလည်းမဟုတ်ဘူးအကုန်သိကုန်သိတာလည်းသူများစီကသင်ထားလို့သိတာမဟုတ်ဘူးစာရဲပါတာဖတ်ပြီးသိတာမဟုတ်ဘူးကိုယ်ပိုင်ဉာဏ်နဲ့သိတယ်ဒါကိုသမ္မာသမ္ဗုဒ္ဓသမ္မာဆိုတာအလွဲအမှားမရှိတန်ဆိုတာကိုယ်ပိုင်ဉာဏ်နဲ့ဗုဒ္ဓသိတာနော်အလွဲအမှားမရှိကိုယ်ပိုင်ဉာဏ်နဲ့တရားအလုံးကိုသိထားတယ်အဲ့ဒါလို့သိပါတယ်လို့သမ္မာသမ္ဗုဒ္ဓလို့မြတ်စွာဘုရားကဝန်ခံကြေညာထားတာကိုကိုတော်ဓာရီတော့မသိပါဘူးလို့လာပြီးတော့ထောက်ပြနိုင်မဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ထောက်ပြမဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးတယောက်မှဆိုတာလူသားတဲ့မဟုတ်ဘူးနတ်တဲ့လည်းမရှိဘူးပြမာတဲ့လည်းမရှိဘူးဘယ်သူမှကိုတော်ဓာတော့မသိသေးဘူးလို့လာပြီးတော့ပြောစရာအကြောင်းတစ်ခုမှမရှိအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားရဲဝန်းတယ်လို့ဒီညာဟာရဲဝန်းတဲ့ရဲရင်ပြတ်ပြတ်သားသားဖြစ်တယ်နောက်တစ်ခုကဘာလို့ဆိုမြတ်စွာဘုရားကအာတဝတရားတွေသူတဏ္ဍာမှာဂုံပြီးပြီခိနာတဝမပြတ်စည်းဝင်တတ်တဲ့အကုသိုလ်တွေသူတဏ္ဍာမှာဂုံသွားပြီလို့ပြောထားတာခိနာတဝလို့ဝန်ခံပြောကြားတာအဲ့ဒါနဲ့ပတ်သက်ပြီးတယောက်ကလာပြီးတော့ထောက်ပြမယ်ကိုရောအာတဝတွေဂုံတယ်လို့ပြောတယ်ဒါတွေကိုရောစီမှာရှိနေသေးတယ်ဆိုပြီးတော့ထောက်ပြနိုင်ကြအကြောင်းတစ်ခုမှမရှိဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားဒီအချက်နဲ့ပတ်သက်လဲစောကတက်မဲ့လူတယောက်မှမရှိဘူးလို့စိန်ခေါ်နိုင်တဲ့လူတွေတယောက်မှမရှိဘူးခုခေတ်လို့ဆို challenge လုပ်မဲ့လူမရှိဘူးပေါ့ဒါမျိုးနဲ့ပတ်သက်နော်ပြီးစုံအကုန်သိဒါတစ်ချက်ဒုတိယအချက်တတိယအချက်ကျတော့မြတ်စွာဘုရားကဒီအကုသိုလ်တရားတွေမလုပ်နဲ့ဒါတွေလုပ်လို့ရှိရင်ဇံမဲ့ဖို့ရဲ့အန္တရာယ်ဖြစ်ကိုဖြစ်တယ်အန္တရာယ်ဆိုတာဂျပ်ဖြတ်နှောင့်ယှက်သွားတာကိုပြောတာအန္တရာယဆိုတာအန္တရဆိုတာအကြာအာယဆိုတာပေါ်လာတာဂျားတွေကဝင်ပြီးတော့ပေါ်လာတာနော်ဂျပ်ဖြတ်နှောင့်ယှက်ခြင်းပေါ့ဂျပ်ဖြတ်ဝင်လာတဲ့အနှောင့်ယှက်ကိုအန္တရာယ်လို့ခေါ်တာသူပုံမှန်သွားနေတဲ့ဂျားထဲမှာဝင်ရောက်ပြီးတော့နှောင့်ယှက်သွားတာအဲ့တော့မြတ်စွာဘုရားကဒီအန္တရာယ်ဆိုတဲ့နေရာမှာဆိုပါတော့အရိယာပုဂ္ဂိုလ်တွေကိုမကောင်းတဲ့စိတ်နဲ့ဆွဆွဲပြောဆိုမိပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဇံမဲ့ဖို့အဲ့ဒီသူဆွဲချက်ကသူဒီဘဝမှာဇံမဲ့ဖို့မရဘူးဆိုတာတားကိုတားတယ်ဟောဂျားပြနှောက်ယှက်သွားပြီဘယ်လိုမှတရားကျင့်ကြင်မရတော့ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးဒီလိုဆိုလိုတာနော်နောက်တစ်ခါအမေတတ်တဲ့ကံအဖေတတ်တဲ့ကံလောက်တာဒီလူဟာဘလောက်ပဲကုသိုလ်ကောင်းမှုတွေလုပ်သိပြီးရင်တောက်လျှောက်ငရဲကြမှာပဲသိချာဂျားဖြတ်ပြီးဝင်လို့မရတော့ဘူးဒီလိုဟာမျိုးဆိုလိုတာနော်အန္တရာယ်ဖြစ်မယ်လို့မြတ်စွာဘုရားဟောထားတဲ့တရားတွေမှန်သမျှဒါတွေလုပ်ပေမဲ့အန္တရာယ်မဖြစ်ပါဘူးလို့ challenge လုပ်နိုင်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးဘုရားကိုစိန်ခေါ်မဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ဒီအချက်မှလည်းဝေတာရိစ္ဆဉာဏ်ရှိတယ်ပေါ့နောက်စတုထအချက်ကဘာလဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားကဟောထားတယ်ဒီအကျင့်ကိုကျင့်ဒီပန်းကိ၈ပါးအကျင့်ကိုကျင့်ရင်အ ਨੇ ဆုံးသောတပန်ဖြစ်မယ်ဆက်ကျင့်တဂရဂံဖြစ်မယ်ဆက်ကျင့်ရင်အနာဂံဖြစ်မယ်ဆက်ကျင့်ရင်ယန္နာဖြစ်မယ်ဟောဒီတရားတွေကိုကျင့်လို့ဒီအဆင့်ရောက်ရင်ဒီအဆင့်ကိုဒီတရားကနေထုတ်ဆောင်သွားလိမ့်မယ်လို့ဆိုလိုတာက
ဒီအကျင့်ကျင့်ရင်ဒီတိုင်းအောင်မြင်ပေါက်ရောက်မယ်လို့ဟောထားတာထုတ်ဆောင်သွားနိုင်မယ်လို့အဲ့ဒါလို့ဟောထားတဲ့တရားတွေနဲ့ပတ်သက်ပြီးတော့ဘယ်ကျင့်ဖြင့်ကျင့်ရတဲ့နဲ့မဖြစ်ပါဘူးလို့ထောက်ပြစရာအကြောင်းမရှိဘူးသူလိုအပ်တဲ့အတိုင်းအတာရောက်ပြီဆိုတာနဲ့တပြိုင်နက်ဒီဟာဖြစ်ကိုဖြစ်တယ်မရောက်သေးလို့မဖြစ်ရင်မရောက်သေးလို့မဖြစ်တယ်နော်ရောက်သွားပြီဆိုလို့ရှိရင်ဖြစ်ကိုဖြစ်တယ်လို့အဲ့ဒါလို့ဒီအချက်နဲ့ပတ်သက်ပြီးတော့လေမြတ်စွာဘုရားဟာရဲဝံပြတ်သားတဲ့ဝိတာရိစ္ဆဉာဏ်နဲ့ပြည့်စုံတော်မူတယ်တဲ့ဒီလိုဆိုလို့တာအဲ့တော့ဒီဝိတာရိစ္ဆဉာဏ်၄မျိုးနဲ့ပတ်သက်ပြီးတော့ရှင်းတော့ကနိဒယရေးတဲ့ဆရာတော်ကြီးတွေရေးသွားတဲ့ဂါထာလေးတစ်ပုဒ်ရှိတယ်ဘုရားရှိခိုးလေးတစ်ပုဒ်အဲ့ဒီဘုရားရှိခိုးလေးကဝိတာရိစ္ဆဉာဏ်၄ပါးကိုရှိခိုးတဲ့ဂါထာလေးတစ်ပုဒ်ပဲသဘောကျရင်မှတ်ထားပေါ့အန္တရာယေသနေယာနေဗုဒ္ဓတိအာတဝက်ခေအန္တရာယေသနေယာနေဗုဒ္ဓတိအာတဝက်ခေဒီလေးခုဟောတာအန္တရာယေဆိုတာအန္တရာယ်ရှိတယ်လို့ပြောထားတဲ့အလုပ်ကိုလုပ်ရင်တကယ်အန္တရာယ်ဖြစ်မယ်ဒါတစ်ခုနော်နေယာနေဒီအကျင့်ကိုကျင့်ရင်တကယ်ကိုတန်လျာကထုတ်ဆောင်ပေးနိုင်တယ်ဆိုတာတကယ်ကိုထုတ်ဆောင်တယ်ဗုဒ္ဓတဒီအချက်တွေသိတယ်လို့ပြောတဲ့နေရာမသိဘူးလို့ပြောစရာမရှိဘူးဟောဗုဒ္ဓတအာတဝက်ခေဘယ်အာတဝတွေဖြင့်ကုံပြီးသားလို့ပြောတဲ့နေရာမှာလည်းပဲဘယ်အာတဝဖြင့်မကုံသေးပါဘူးလို့ထောက်ပြပြောနိုင်တဲ့ပုဂ္ဂိုလ်တရားမှမရှိဘူးဟောအန္တရာယေသနေယာနိဗုဒ္ဓတေအာတဝက်ခေစတုသွေတေတုဌာနေတုစတုတုဧတေတုဌာနေတုစတုသွေတေတုဌာနေတုအဲ့ဒီ၄ဌာနမှာတဲ့ဝန္ဒီဗုဒ္ဓံဝိတာရတံရဲရင်တော်မူတဲ့မြတ်စွာဘုရားကိုရှိခိုးပါတယ်လို့ဘုရားရှိခိုးလုပ်ထားတာရှိတယ်နော်ရှေးဆရာတော်ကြီးတွေနှိမ့်ပြရေးတဲ့ဆရာတော်ကြီးတွေရေးထားတာငယ်ငယ်တော့ရာဘူးတာအန္တရာယေသနေယာနေဗုဒ္ဓတေအာတဝက်ခေစတုသွေတေတုဌာနေတုဝန္ဒီဗုဒ္ဓံဝိတာတရံအန္တရာယေအန္တရာယ်ဖြစ်စေနိုင်တယ်လို့ဟောထားတဲ့အချက်မှာရောနေယာနေကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုရင်တဏှာဝဆင်းကထုတ်ဆောင်နိုင်တယ်ဆိုတဲ့အချက်မှာရောဗုဒ္ဓတေတရားဓမ္မအားလုံးကိုသိတယ်ဆိုတဲ့သမ္မာသမ္ဗုဒ္ဓအဖြစ်မှာရောအာတဝက်ခေအာတဝတရားတွေကုန်ပြီးပြီလို့ဆိုတဲ့အချက်မှာရောစတုတုဌာနေတုဤ၄ချက်၄ဌာနတို့မှာဝိတာရတံကြောက်ရွံ့ခြင်းကင်းရတင်တော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုဝန်ဒီယုတိမြတ်တို့ရှိခိုးကြော့ပါတယ်လို့ဒါဒီဝေတာရိစ္ဆဉာဏ်နဲ့ရှိခိုးတဲ့ခါထားနော်အဲ့တော့ဒီမှာတပ္ပိတတဘလူပေတာဝေတာရိစ္စေဟုပါကတာဝေတာရိစ္ဆဉာဏ်နဲ့ပြည့်စုံတယ်တပ္ပိတိပဋိဇာနန္တိအာတဗံဌာနမௌတ္တမမြင့်မြတ်တဲ့ဌာနကိုဝန်ခံပြောကြတော်မူကြတယ်တိဟနာတံနရန္တေတိပရိသတုဝိတာရတာပရိသတ်၈မျိုးအလယ်မှာကြောက်ရွံ့ခြင်းကင်းပြီးတော့ရဲတဲ့တဲ့စကားကိုမြတ်ကြားတော်မူတတ်ကြတယ်ဗျမစက္ကံပွန်တင်တိလောကေအပတိဝတိယလောကမှာဘယ်သူမှလူပဲဖြစ်ဖြစ်နတ်ပဲဖြစ်ဖြစ်မဟန်တားနိုင်ဘူးမဟန်တားနိုင်တယ်မဟန်တားပြီးတော့ပြောင်းပြန်ပြီးတော့လဲပတ်သွားအောင်မလုပ်နိုင်တဲ့ဗျမစက္ကလို့ဆိုတဲ့ပฏิဝေဒဉာဏ်ဒေသနာဉာဏ်တော်တွေကိုဖြစ်စေတယ်လို့ဒီလိုဆိုလိုတာနော်အဲ့ဒီလိုဖရာအဆူဆူကိုရည်ညွှန်းပြီးတော့ရှ िख ိုးတဲ့ခါထာတွေပေါ့နောက်ရှ िख ိုးတယ်ဆိုတဲ့စကားလုံးကနောက်ခါထာတွေကြတော့လာလိုက်မယ်ဒါကဖရာကုံတော်တွေထုတ်တာမပြီးသေးဘူးပေါ့အားလုံးဒီနေ့17ခုမြောက်ခါထာတိအောင်ပြီးသွားပြီနောက်ရက်တွေကျတော့ဆက်ပြီးတော့မှတ်သားနိုင်ယူကြဖို့ဖြစ်ပါတယ်ဒါကြောင့်မို့အာတနာရိယသုတ်ဆိုတာဘုရားကုံတရားဘုရားကုံကိုအထူးအားဖြင့်ဝိသုဏမင်းကြီးတယောက်ထားတာကိုဒီအတူယူပြီးတဲ့အခါအန္တရာယ်ကင်းမှုစီစဉ်ထားတယ်ဘုရားကုံကိုအာယုံပြုပြီးတော့အန္တရာယ်ကင်းအောင်ဆောင်ရွက်တဲ့သုတ်တန်တစ်ခုဖြစ်သောကြောင့်ဘုရားကုံကိုအာယုံပြုပြီးဗုဒ္ဓနုတ္တိဘာဝနာပွားများခြင်းဖြင့်အန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းကင်းငြိမ်းလို့မိမိတို့လိုရာဆန္ဒတွေတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်တဲ့အခါမှာပေါက်ရောက်အောင်မြင်နိုင်တယ်ဆိုတာကိုမှတ်သားကြပြီးကျင့်ကြံကြိုးကိုအားထုတ်နိုင်ကြပါစေကုန်သတည်း
ကဲမေတ္တာပို့ရအောင်တတ္တဝါများစွာရေရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာရေရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသွန်ငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်ငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည့်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန်းတဝန္တာရှင်မျိုးဝမုံလူတွေကြည်နူးွယ်ကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေတဲ့ရောရှက်တင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း